မင်္ဂလာပါရှင်။လက်ရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ဝမ်းချုပ်တာကိုဖြစ်ရှင်းပေးမယ့်စူပါအစားအသောက်9မျိုးအကြောင်းပြောပြပေးမှာဖြစ်ပါတယ်။ဝမ်းချုပ်တဲ့ဆေးလည်းမတောက်ချင်ဘူး။တဘာဝအတိုင်းဝမ်းမှန်ခြင်းနဲ့ဝမ်းသွားရတာလည်းလွှဲခြင်းနဲ့ဆိုရင်တော့အခုပြောမယ့်အစားအသောက်တွေလောက်ကောင်းတဲ့အရာမရှိပါဘူး။ဒါဆိုဝမ်းချုပ်တာကိုဖြစ်ရှင်းပေးမယ့်စူပါအစားအသောက်တွေကဘာတွေဖြစ်မလဲဆိုတာကိုအခုပဲအတူတူကြည့်လိုက်ကြရအောင်နော်။ဝမ်းချုပ်တာကိုဖြစ်ရှင်းပေးမယ်အစားအသောက်တွေထဲမှာနံပါတ်1အစားအစာကတော့ဖရဲသီးပဲဖြစ်ပါတယ်။ဖရဲသီးမှာအမြင်နဲ့အများကြီးမပါပေမယ့်ပါဝင်တဲ့ရေဓာတ်90%ရာခိုင်နှုန်းကဥလန်းကြောင်းလှုပ်ရှားမှုကိုကောင်းစေပါတယ်။ဗီတာမင် A, ဗီတာမင် C, ဗီတာမင် E တို့အပြင်တတိုးဆက်ကျင်ပစ္စည်းတွေလည်းဖရဲသီးမှာကျွဲဝစွာပါဝင်ပါတယ်။ဒါ့အပြင်ဖရဲသီးအောက်ခြေနာကအဖြူသားကိုစားပေးရင်စီးကြောက်တဲ့တာကိုလည်းကြိုတင်ကောက်ွယ်ပြီးသားဖြစ်ပါတယ်။ဝမ်းချုပ်တာကိုဖြစ်ရှင်းပေးမယ်နံပါတ်1အစားအစာကတော့တစ်တော်သီးပါတစ်တော်သီးမှာဗီတာမင်နဲ့သတ္ထုဓာတ်တွေကျော်ရတဲ့အပြင်အမြင့်ဓာတ်နဲ့ရေဓာတ်လည်းအများကြီးပါတာကြောင့်သင်ဖြစ်နေတဲ့ဝမ်းချုပ်တဲ့ပြဿနာကိုသူကအကောင်းဆုံးဖြစ်ရှင်းပေးပါတယ်တစ်တော်သီးတစ်လုံးမှာကယ်လိုရီ60သာပါတဲ့အတွက်ဝိတက်မှလည်းစိတ်ပူစရာမလိုပါဘူးနံပါတ်3အစားအစာကတော့ဘယ်ရီသီးတွေပဲဖြစ်ပါတယ်အမြင့်ဓာတ်တွေကျော်ရတဲ့ဘယ်ရီသီးတွေဟာဝမ်းမှန်စေမဲ့အပြင်ဘယ်ရီသီးတွေမှာပါတဲ့ဗီတာမင် C ရဲ့တတိုးဆက်ကြည်အာနိသင်တွေကြောင့်ကုမကြီးကိစ္စဖြစ်တာကိုလည်းကြိုတင်ကာကွယ်ပေးပါတယ်။ဝမ်းချုပ်တာကိုဖြစ်ရှင်းပေးမယ်နောက်ထပ်အစားအစာတစ်ခုကတော့ပြောင်းပူးပပောက်ပဲဖြစ်ပါတယ်။ရုပ်ရှင်ကြီးမှာပြောင်းပူးပပောက်စားရတာမဟုတ်ပါဘူး။ပြောင်းပူးပပောက်ကိုအချိုတွေအငန်းတွေအများကြီးမထည့်ထားသည်။သူဟာအချိန်မရွေးစားလို့ရတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့သေစာတစ်ခုဖြစ်ပါတယ်။ဒါ့အပြင်ပြောင်းပူးမှာပါတဲ့အမြင့်ဓာတ်ကလည်းသိုံဝမ်းမှန်စေပါတယ်။ဒါကြောင့်ကိုယ်ကဝမ်းချုပ်တက်လို့ရှိရင်ပြောင်းပူးပပောက်ကိုသေစာအဖြစ်စားပြုလို့ရပါတယ်။နံပါတ်5အစားအစာကတော့အာလူးပါ။အာလူးကြော်ကသာကျန်းမာရေးနဲ့မညီညွတ်ပေမယ့်ပြုတ်ထားတဲ့အာလူးတစ်လုံးမှာတော့ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ကစီဓာတ်တွေအများကြီးပါတဲ့အပြင်ဥအတွင်းမှာရှိတဲ့အကျိုးပြုဘက်တီရီးယားတွေပိုပြီးပတ်သွားစေဖို့အတွက်လည်းအားပေးပါတယ်။ဝမ်းချုပ်တာကိုဖြစ်ရှင်းပေးမယ်နံပါတ်6အစားအစာကတော့ဒိန်ဂျင်ပဲဖြစ်ပါတယ်။ဒိန်ဂျင်ကဥအတွင်းမှာရှိတဲ့အကျိုးပြုဘက်တီရီးယားတွေကိုအားကောင်းစေလို့ဝမ်းမှန်စေတဲ့အပြင်ခုခံစနစ်ကိုလည်းကောင်းမွန်စေပါတယ်။နောက်နံပါတ်9အစားအစာကတော့ပဲနီလေးပါ။ပဲဆိုတာအမြင့်တက်ရောပရိုတင်းတက်ရောနှမျိုးလုံးကျေဝါတဲ့တစ်ခုတည်းသောအရာဖြစ်ပါတယ်။ပဲမြများစားရင်ဝမ်းသွားစေတယ်ဆိုတာပြောပြစရာမလိုအောင်လူတိုင်းသိနေတဲ့အရာပဲဖြစ်ပါတယ်။ဝမ်းချုပ်တာကိုဖြစ်ရှင်းပေးမယ်နောက်ထပ်အစားအစာတစ်ခုကတော့အုတ်ကြုံပဲဖြစ်ပါတယ်။အုတ်ကြုံဟာလူတိုင်းရွေးချယ်ပြီးစားတဲ့မနက်စာတစ်ခုပါ။အုတ်ကြုံမှာအမြင့်ဓာတ်တွေအများကြီးပါတဲ့အပြင်ရေဓာတ်ဆုပ်ယူမှုကိုလည်းကောင်းစေလို့ဝမ်းမှန်စေပါတယ်။အစာချေစနစ်ကိုအားပေးလို့အစာချေလွယ်တဲ့အပြင်ပရိုတင်းဓာတ်ကယ်ဆီယမ်နဲ့တန်ဓာတ်တွေလည်းကျေဝါစွာပါဝင်လို့အာဟာရနဲ့ပြည့်စုံတဲ့အစားအသောက်တစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့နံပါတ်9ကတော့ရေပါ။ဝမ်းသွားဖို့အတွက်ဆိုရင်ဥမရေရနေကြီးတွေကိုစုပ်ယူရပါတယ်။ဒါမှဥကိုလှုပ်ဆောင်တယ်လို့ဖြစ်ပြီးဝမ်းထဲလဲရေတွေရောသွားလို့ဝမ်းသွားရတာလည်းလွယ်ကူစေပါတယ်။ဝမ်းမှန်စေဖို့ရေကိုအတောက်ပေးသစ်ဆုံးအခြေရတော့မနဲ့အရာထားလို့ကြီးဖြစ်ပါတယ်။ဒါတွေကတော့သိဖြစ်နေတဲ့ဝမ်းချုပ်တဲ့ပြဿနာကိုဖြေရှင်းပေးမယ်စူပါအစားအသောက်9မျိုးပဲဖြစ်ပါတယ်။ကိုနေ့စဉ်စားနေတဲ့အစားအသောက်တွေထဲမှာဒီ9မျိုးတွေဟာတစ်နေ့ကိုတစ်မျိုးလောက်ထည့်စားပေးုံနဲ့သိဖြစ်နေတဲ့ဝမ်းချုပ်တဲ့ပြဿနာတွေပြည့်လည်သွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးစုတရာရစေမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါဦးနော်။ဗီဒီယိုတစ်တိုင်းမြင်သိရအောင် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးကခါလောင်းလေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်။ပြည်သက်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးတာယာနာပါရင်းနဲ့များစွာကိုပတ်ဆက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။